ညီကုနမပေါင်းတို့ကျွန်တော်တို့ဒီတစ်ပတ်တာတွင်နော်ကြားနာနေရတဲ့နော်ပထမသမကျမ်းစာအကြောင်းကနော်အိမ်ပြန်တဲ့ဣသရေလရဲ့အကြောင်းဖြစ်ပါတယ်ဘုရားကြောင့်ကိုဗိမာန်တော်ကိုနော်တိဆောက်ဖို့တိုက်တွန်းတဲ့အရာကိုမလုပ်သေးတဲ့သူတွေအကြောင်းကြားရတာဖြစ်ပါတယ်ဆိုအဲ့လိုမျိုးနေတဲ့နော်အိမ်ကိုပြန်သွားတဲ့ဣသရေလတွေကို prophet နော်ဟာဂိုင်းအဖြစ်ဘုရားကဒီနေ့နော်တင်းတို့တွေနားလည်နိုင်တဲ့စကားနဲ့နော်မိတ်ဆိုပါတယ်သင်တို့ရဲ့ကြည်ထဲမှာနော်တီးနှံတွေတူလောင်နိုင်တော့လေကောင်းကင်ဘုရားကိုသင်တို့ရိတ်သိမ်းရမည်မဟုတ်သင်တို့စားလို့ဝမ်းပြည့်တော့လေသင်တို့ရဲ့ဝင့်ရင်ငတ်မွတ်နေဦးမယ်သင်တို့တောက်ရန်စပြည့်ရရှိတော်လေသင်တို့၏နှလုံးသားကစာငတ်နေကြဦးမယ်မိမိခန္ဓာကိုယ်ကိုနှွေးထွေးစေတဲ့အဝတ်အစားကိုရှိတော်လေသင်တို့အချင်းချင်းတူကိုတူအေးဆက်တဲ့မျက်နာတွေနဲ့မြစ်တာမပါတဲ့စိတ်ထားတွေနဲ့ဆက်ဆံအောင်မယ်သင်တို့ရှာတဲ့အရာတွေအားလုံးကနော်အိပ်ပေါက်နဲ့ဖားကောက်သလိုများဝင်နေများပြန်ထွက်မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒီနေ့ပြောပြခြင်းဖြစ်ပါတယ်ဒါကဒီနေ့ကြားသလိုပဲသူတို့ဣသရေလကိုပြန်ရောက်တဲ့အခါကိုလှုပ်ခြင်းတဲ့အရာတွေကိုပဲလှုပ်ဆောင်မှကိုယ့်အတွက်ရှာဖွေနေတယ်တစ်ချိန်ကကြုံဘွားကနေလွတ်မြောက်တဲ့ပေါ်ဆောင်လာတဲ့ဘုရားကိုသူတို့မေ့နေခြင်းကြောင့်ဖြစ်ပါတယ်ဒါဒီလိုမျိုးအသက်တာတွေအားလုံးကနော်ဖျားမပါတဲ့လူအသက်တာကိုရှင်သန်တဲ့နော်ဣသရေလရဲ့ဘဝကိုနော်ဒီနေ့ prophet ဟာဂိုင်းအဖြစ်တတိပေးတဲ့ကဲ့သို့ကျွန်တော်တို့တူစီကိုလည်းနော်တတိပေးနေခြင်းဖြစ်ပါတယ်တပိတ်မဲ့တော်တိဆောက်တယ်လို့ပြောလိုက်ရင်စဉ်းစားတယ်ငါတို့ဖျားကိုနေရာပေးမယ်လို့စဉ်းစားတာတကယ်တော့ဗိမာန်တော်ကိုတိဆောက်ခြင်းကကိုယ့်ရဲ့စိတ်နှလုံးထဲမှာဘုရားကိုနေရာပေးခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ပူပြီးမှနော်လေးလေးနက်နက်ဒီနေ့နားလေစေတဲ့အရာကတော့ဗိမာန်တော်တိဆောက်ခြင်းကဘုရားရဲ့လူမျိုးနွယ်တော်ကိုတိဆောက်ခြင်းဖြစ်ပါတယ်ဒါကြောင့်ဗိမာန်တော်၌စုယုံခြင်းဟာဆိုရင်ယုံကြည်သူဘာသာဝင်တွေအားလုံးဖျား၌စုယုံတက်စီဖို့ဖြစ်ပါတယ်။ဒါကကျွန်တော်တို့တွေကိုတော့ဖျားနဲ့နီးစီဖို့အတွက်ဒီနေ့ပထမကျမ်းစာကနေတတိပေးတဲ့စကားဖြစ်ပါဒုတိယအင်္ဂလိပ်ကျမ်းစာမှာဆိုဒီနေ့ခေရုမင်းကြီးကတခင်ခွေတော်ကိုတွေ့ကျင်တယ်ဆိုတဲ့အကြောင်းကြားပြီးဆိုမှာဘာဖြစ်လို့တွေ့ကျင်လဲတခင်ခွေတော်ရဲ့နော်အံ့ဘွယ်တကူတွေဟောကြားမှုတွေကြောင့်အင်မတန်မှကြော်ကြားလာတယ်အဲ့ဒီအတန်ကိုကြားတဲ့အခါမှာနော်သခင်ယေခရစ်တော်ကိုလူတွေကယောဟန်ဗက်ပတ္တာပြန်ရှင်လာတယ်ပရောဖက်တပါးပါးပြန်ရှင်လာတယ်အေလိယဖြစ်တယ်ဆိုမှယူဆနေခြင်းကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့သူကငါယောဟန်ကိုတတ်ထားတယ်ဒီလူကယောဟန်များလားဘယ်လိုမျိုးလူမျိုးလဲသူကနော်သိကျင်တယ်သူ့ရဲ့မကောင်းတဲ့တစ်ချိန်ကနော်မကောင်းတဲ့အပြုအမူကနေဖြစ်ပေါ်လာတဲ့အတွင်းစိတ်ရဲ့မငြိမ်မသက်မှုကြောင့်ခရစ်တော်ကိုတွေ့ကျင်တယ်ဘယ်သူလဲဆိုတာကိုနော်မြင်ကျင်တယ်ဒီကျွန်တော်တို့ဒီဟာကိုကြည်နေမှာတမန်ကျမ်းစာထဲမှာတွေ့နိုင်တယ်ခရစ်တော်ကိုမြင်ကျင်တဲ့လူတစ်ယောက်အဲ့လူကတော့ဇာခေဥဖြစ်တယ်ဇာခေကတကယ်တော့ကိုတွေ့ကျင်တယ်ဒုက္ခမြအယံပုတဲ့ကြောင့်မလို့တခင်ခရစ်တော်လာမဲ့လမ်းရဲ့အရှိကိုပြေးပြီးတစ်ပင်ပေါ်ကနေမှနော်ရှိခွင့်ရတယ်မြင်တွေ့ခွင့်ရတယ်အဲ့ဒီချိန်မှာနော်တခင်ခရစ်တော်ကိုမြင်ုံနဲ့မကပါဘူးတခင်ခရစ်တော်ကိုသူ့ရဲ့အိမ်မှာအခမ်းခွင့်ရခဲ့တယ်ဒီထက်ပိုပြီးမှအရေးကြီးတာကသခင်ခရစ်တော်ကိုသူ့ရဲ့ဘဝထဲမှာ
နော်ကြိုဆိုခွင့်ရခဲ့တယ်ဧည့်ခံခွင့်ရတယ်တညီကိုမောင်ပေါင်းတို့နေ့ဘုရားကျောင်းတိဆောက်တယ်ဆိုတာကအဲ့ဒီသဘောပါပဲကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာဘုရားကိုနေရာပေးခြင်းပဲဖြစ်ပါတယ်